When my days end, I might just fall in love. I know the DJ and I အားလုံးမင်္ဂလာပါဒီနေ့ညီမချောင်းသာရောက်နေတာပေါ့နော်ချောင်းသာရောက်တိုင်းကျွန်မမှာဖြစ်တာတော့ချောင်းသာချက်ဖို့မစင်ပေါ့နော်မစင်ရှိမှမှာဒါကတော့2ယောက်စာပေါ့နော်ဘာအင်းလေးမှာဒါလဲဆိုတော့ကနန်းသားချင်ဆက်မှာဒါတဲ့ဒါဆိုကနန်းသားချင်ဆက်ဒါလဲကနန်းသားချင်ဆက်အရင်ကောင်းတယ်သူရဲ့လက်ရရှယ်ဒါလေးကပစုံအချိုးချက်သူရဲ့အနှစ်ရတာတွေအရင်ကောင်းတယ်ရတိုးစရာလေးပါဒါအရွက်ကြော်လေးပါပါတယ်ဆိုရက်ကြော်လေးပါတယ်ဘာလဲဆိုကျွန်မတစ်ခါမှဒီမှာငါးတောက်ဆမ်းမဘူးဒီတစ်ခါသူ့ရှင်မှာငါးတောက်ဆမ်းမှာထားတယ်ပေါ့နော်စီကူလေးပူတော့မဲအရန်ကောင်းတယ်ချင်းဆက်ဆက်လေးနဲ့စပလင်လေးပါထည့်ရတော့မွမွေးလေးနဲ့ပေါ့နော်ကဲစားပါမယ်ဒါဆိုတော့လေအနှစ်လေးအစားအရန်ကောင်းတယ်ကြီးပဲပစံကနန်းအတိုင်းပဲချင်းဆက်ချက်ထားလို့အရင်ခောက်တွေကချက်ကြီးတစ်ခါမှမတောင်းဖို့စတယ်ကောင်းတယ်တော့မကောင်းငါတော့စောလေးတကယ်ကောင်းတယ်ဒါဒီဥရုလေးနဲ့ဒီငါတော့စားလေးတွေအရင်လိုက်ဖတ်မှုရှိရပါတော့ဒီကနန်းသားချင်ဆက်လေးရလေးကျွတ်တုံကြီးအနဲ့များများလေးနဲ့ပေါ့နော်အမွှေးနဲ့နာရီဒီရှမ်းနဲ့လေးနဲ့အရုံးမှာမွမွေးလေးနဲ့အရင်စားလို့ကောင်းတယ်ပေါ့နော်ကျမတို့အရင်ကြိုက်တယ်ပေါ့နော်